Yo guys, welcome back to Shiro Gaming အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Jungle ထဲမှာ Invisible Skill တွေနဲ့ဖမ်းရခဲ့ပြီးတော့ Diamond ပေးချင်တဲ့အရက်သမားလေးလီဗိုင်ကို guide လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ intro လေးပြီးသွားရင်စလိုက်ကြရအောင်Basic Way of the Sword ဒီပိုင်းရဲ့ basic ကတာဝါလွင်ရင် enemy ဒါမှမဟုတ် ခွေးတွေနဲ့ minion တွေကို visit ထွက်နေခုံမယ်ဆိုရင် step တစ်ခုရမှာပါ step က4ခုထိစုလို့ရပြီးတော့ step ပြည့်သွားမယ်ဆိုရင်တော့3စက္ကန့်ထိခံမှာပါတကယ်လို့ visit attack က enemy တွေနဲ့ခွေးတွေကိုထပ်ထိမယ်ဆိုရင်တော့ကြာချင်းကအစအနေပြန်စမှာပါကိုက basic စုပြီးပျောက်သွားမှာဆိုရင်တော့တစ်ခုခုကို visit attack နဲ့ခုတ်နေလို့ရပါတယ်step 4ခုပြည့်လို့ basic ပြည့်သွားမယ်ဆိုရင်တော့ physical damage 30ရရှိပြီးတော့ ultimate ပွင့်သွားမှာပါရှင်းပြောရရင်တော့လီဗိုင်ရဲ့ basic က step 4ခုထိစုလို့ရပြီးတော့ step ပြည့်သွားရင် damage ရပြီးတော့ ultimate ကိုပွင့်စေမှာပါ ultimate ပွင့်ဖို့ဆိုလီဗိုင်ရဲ့ basic ကတော်တော်လေးအရေးကြီးပါတယ် skill 1 Stupo Slap လီဗိုင်ရဲ့ skill 1ကို3ချိန်ထိသုံးလို့ရမှာပါပထမ2ချိန်ကိုသုံးလိုက်ရင်ဥတီထားတဲ့နေရာစီကိုပြေးဝင်သွားပြီးတော့လမ်းကြောင်းပေါ်မှာရှိတဲ့ enemy တွေကို physical damage 350နဲ့အပူ physical damage 110ရာခိုင်နှုန်းထိကို level အလိုက်ရရှိမှာဖြစ်ပြီးတော့ enemy ကို 3.5 စက္ကန့်ကြာ stun စေမှာပါ skill 1က enemy ကိုထိရင်လည်း passive stat တစ်ခုရအောင်မှာပါ skill 1ကိုတတိယကြိမ်ပြန်သုံးလိုက်မယ်ဆိုရင်တော့ skill 1စသုံးခဲ့တဲ့နေရာကိုပြန်ရောက်သွားမှာပါရှင်းပြောရရင်တော့ skill 1ကို3ချိန်ထိသုံးလို့ရပြီးတော့2ချိန်က damage ရယ် stun ရယ် passive stat ရယ်ရမှာပါ3ချိန်မြောက်သုံးလိုက်ရင်တော့ skill 1စသုံးခဲ့တဲ့နေရာကိုပြန်ရောက်သွားမှာပါ skill 2 Stoke or Genius လီဗိုင်ရဲ့ skill 2ကိုသုံးလိုက်မယ်ဆိုရင်တော့လီဗိုင်ကစက်ဝိုင်းတစ်ခုကိုဖန်တီးလိုက်မှာဖြစ်ပြီးတော့အနားမှာရှိတဲ့ enemy တွေကို physical damage 200နဲ့အပူ physical damage 65ရာခိုင်နှုန်းကို level အလိုက်ရရှိမှာပါစက်ဝိုင်းရဲ့အစွန်မှာရှိတဲ့ enemy တွေကိုတော့ physical damage 325နဲ့အပူ physical damage 115ရာခိုင်နှုန်းထိကို level အလိုက်ထိစေမှာပါပြီးတော့1စက္ကန့်ကြာ enemy တွေကိုအလွန်နှေးသွားစေပြီးတော့3စက္ကန့်ကြာသူတို့ရဲ့ defense တွေကို150ကြီးရှော့ချလိုက်မှာပါအကြံပေးချင်တာကတော့လီဗိုင်ရဲ့ skill 2ကိုသုံးတဲ့အခါမှာ enemy တွေကိုစက်ဝိုင်းရဲ့အစွန်နဲ့ထိအောင်သုံးတာ damage ပိုထွက်စီမှာပါလီဗိုင် skill 2ကိုသုံးလိုက်ရင်တော့ enemy တွေကသူ့ကိုဗာ spell နဲ့မှထိလို့ရတော့မှာမဟုတ်ပါဘူးရှင်းပြောရရင်တော့လီဗိုင်ရဲ့ skill 2ကိုသုံးလိုက်ရင် damage ပေးပြီးတော့စက်ဝိုင်းအစွန်မှာဆိုရင်တော့ damage အပြင် slow နဲ့ defense မှာ short ပေးမှာပါအကောင်းဆုံးချက်ကတော့ spell တွေအားလုံးကို immune လိုက်မှာပါ ultimate flickering fury လီဗိုင်ရဲ့ ultimate ကတော့ passive ပြေးမှရမှာပါ passive ပြေးလို့ ultimate သုံးလိုက်ရင်တော့လီဗိုင်ကပျောက်သွားပြီးတော့ enemy တွေကို9ချိန်ခုတ်ပိုင်းလိုက်မှာပါဒီချိန်စီကနေပြီးတော့ physical damage 240နဲ့အပူ physical damage 60ရာခိုင်နှုန်းထိကို level အလိုက်ရရှိမှာပါ ultimate သုံးလိုက်ရင်လည်းလီဗိုင်ကို damage ပေးလို့မရဘဲနဲ့အကုန်လုံးကို immune လိုက်အောင်ပါရှင်းပြောရရင်တော့လီဗိုင်ရဲ့ ultimate က passive ပွင့်မှသုံးလို့ရပြီးတော့ enemy တွေကို damage ပေးတဲ့အပြင် spell တွေကိုလည်း immune အောင်ပါလီဗိုင်အတွက် skill combo ကတော့1 basic attack 1 basic attack 2 ultimate 1ဖြစ်ပါတယ်ကျွန်တော်အနည်းလေးပြန်ပြပေးပါမယ်ကွန်ဘိုကိုတရားထိအောင်သုံးရင်တော့မေးတို့မတ်စမန်တို့ကိုအသာလေးပျောက်စီမှာပါဒီပိုင်းအတွက် item နဲ့အကာနာတော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်ဒီပိုင်းအတွက်ဗရေစပယ်ကတော့ဂျန်ကယ်ဝင်တာပဲအကောင်းဆုံးမှုလို့စမိုင်းနေတာအလက်ဖက်ဆုံးပါပဲဒီပိုင်းကိုက်လီကတော့ဒီလောက်ပါပဲဗျဒီဗီဒီယိုလေးက brother တို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဒီလို guide တွေကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပါအောင်ဗျလောက်စီခြင်းနဲ့ hero တွေရှိရင်လည်း comment မှာပြောခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ် So, this is Shiro Gaming. See you next video.